မင်းကလေးတယောက်ကကားထဲမှာပြန်ပေးဆွဲခံထားရပါတယ်။သူမကကားနောက်ဖုံးထဲကနေလက်ကိုထုတ်ပြီးအပင်ဘက်ကိုဝှေ့ရမ်းပြသနေခဲ့ပါတယ်။ကံကောင်းစွာပဲအမျိုးသမီးရင်မောင်းတယောက်ကလက်ကိုမြင်လိုက်ပြီးချက်ချင်းရဲကိုဖုံးခေါ်ပြီးကားရဲ့လိုင်းစင်နံပါတ်ကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ရဲကနံပါတ်ကိုစနစ်ထဲထည့်ပြီးစစ်လိုက်တဲ့အခါအဲ့ဒီကားရဲ့ပိုင်ရှင်ဟာအသက်ကြီးကြီးမိန်းမတယောက်ဖြစ်နေကြောင်းတွေ့ရှိခဲ့ပါတယ်။သူမမြင်ထားတာကတော့စပင်တိုတိုနဲ့အသက်လက်တန်းရွယ်အမျိုးသားတယောက်ဖြစ်နေခဲ့လို့ပါ။ရင်မောင်းအမျိုးသမီးလက်ကလွတ်မြောက်ဖို့အရှိန်တိုးကဘေးလန်တစ်ခုကို꿰သွားခဲ့ပါတယ်။မျော်လင့်ချက်ပျောက်ဆုံးသွားတော့မိအချိန်တွင်သူမကကားထဲမှာရောင်စုံဆေးဖြူးများကိုတွေးလိုက်ပါတယ်။ထို့ကြောင့်ဆေးတွေကိုအပေါက်ထဲကနေတွန်းထားလိုက်ပါတယ်။ကားကမီးပွင့်တစ်ခုကိုရောက်တဲ့အခါအဖြူရောင်ဆေးကလူလေးရဲ့အာယုံကိုဆွဲဆောင်နေခဲ့ပြီးနောက်ပိုင်းတွင်လမ်းပေါ်ရှိဆေးအမတ်သားတွေဟာကောင်မလေးရဲ့လက်ချက်ဆိုတာကိုပြန်ပေးဆွဲသမားကသိသွားပါတယ်။သူကလူတွေကိုတာမန်ပုံစံနဲ့ကျေးဇူးတင်တယ်လို့ပြုလုပ်ပြီးထိုနေရာမှရင်မြန်စွာထွက်ခွာသွားလိုက်ပါတယ်။သူကလူမရှိတဲ့နေရာတစ်ခုကိုသွားပြီးကောင်မလေးကိုသင်ခန်းစာပေးဖို့စီစဉ်လိုက်ပါတယ်။ကားရက်သွားတယ်ဆိုခန်းစားလိုက်ရတဲ့အခါကောင်မလေးကစကရူးဒရိုက်ဗာကိုကင်ထားလိုက်ပါတယ်။ထိုအချိန်ပြန်ပေးဆွဲသမားရောက်လာခဲ့ပြီးကောင်မလေးနဲ့ရုံးရင်းဆန်ခတ်ဖြစ်နေချိန်နောက်ကနေအတန်တကူထွက်ပေါ်လာပြီးမီးပွင့်မှာပြန်ပေးဆွဲသမားကိုကူညီခဲ့တဲ့သူဖြစ်နေခဲ့ပါတယ်။ဒီအချိန်တွေကိုမြင်တွေ့ပြီးပြန်ပေးဆွဲသမားကချက်ချင်းစကရူးဒရိုက်ဗာကိုဝှက်ထားလိုက်ပြီးတာမန်ပုံစံနဲ့သူ့အလုပ်တွေကိုလုပ်နေတယ်လို့ပြုလုပ်ခဲ့ပါတယ်။ကောင်မလေးကလည်းကြောက်နေတာကြောင့်အကူအညီမတောင်းရခဲ့ပါဘူး။ထို့ကြောင့်အကူအညီပေးသူကထူးခြားတာတစ်ခုခုကိုမတွေ့ရလို့ဒီတိုင်းပဲလှည့်ပြန်သွားပါတယ်။ဒါပေမဲ့သူကစိတ်မသိမကြဖြစ်နေတာနဲ့ပြန်လှည့်ကြည့်လိုက်ပြီးဖုန်းနဲ့အကူအညီခေါ်ဖို့ကြိုးစားချိန်တွေပြန်ပေးဆွဲသမားကဖုန်းကိုလူရကမြေကြီးပေါ်ပိချပြီးထူခွဲပစ်လိုက်ပါတယ်။ထို့နောက်သူတို့နှုံကြားတိုက်ခိုက်မှုထိပွားပြီးနောက်ဆုံးတွင်ပြန်ပေးဆွဲသမားကအကူအညီပေးသူကိုမေ့သွားအောင်ရိုက်လိုက်ပါတယ်။အရာအလုံးကိုကင်တွယ်ပြီးနောက်ပြန်ပေးဆွဲသမားကအကူအညီပေးသူရဲ့ကားကိုယူပြီးထွေပြေးသွားလိုက်ပါတယ်။ရဲများရောက်လာပြီးလိုက်လံရှာဖွေတဲ့အခါလူမရှိတဲ့ကားတစ်စီးကိုသာတွေ့ရှိခဲ့ပါတယ်။သို့တော်ပြန်ပေးဆွဲသမားကတပ်သေးများကိုဖယ်ရှားထားပြီးလက်ပလင်များကိုလည်းဖျက်ပစ်လိုက်ခဲ့ပါတယ်။အရာအလုံးစိတ်ငြင်းနေတဲ့အချိန်ရဲတယောက်ကမြေကြီးပေါ်ရှိဆေးဖြူအပိုင်းဆိုင်များကိုတွေ့လိုက်ပါတယ်။စစ်ဆေးပြီးနောက်ထိုမှလက်ပြေတစ်ခုကိုရယူနိုင်လိုက်ပါတယ်။တစ်ဖက်မှာပြန်ပေးဆွဲသမားကစီဆိုင်သို့ရောက်သွားပြီးစီထဲ့နေစဉ်မိန်းကလေးကထပ်ပြေးရန်အကြံတစ်ခုရလာပါတယ်။သူမကကားနောက်ဖက်နဲ့ထိုင်ကုန်ကြားရှိပန်နယ်ကိုဖွင့်ပြီးကားထဲသို့ဝင်လာပါတယ်။သို့တော်သူမရဲ့တင်ဖားကြောင့်ထိုင်ကုန်ကြားမှာညှစ်နေပါတယ်။ကောင်မလေးကအပြင်ရှိအလုပ်သမားတယောက်ကိုမြင်ပြီးအကူအညီတောင်းလိုက်တဲ့အခါထိုအလုပ်သမားကချက်ချင်းကူညီရန်ကြိုးစားပါတယ်။ဒါပေမဲ့ပြန်ပေးဆွဲသမားကသူ့ကိုစီနဲ့ပက်ပြီးမီးရှို့ပြီးခဏတွင်ပဲထိုအလုပ်သမားကမီးလောင်ကျွမ်းသွားပါတယ်။ထို့နောက်ပြန်ပေးဆွဲသမားကမိန်းကလေးကိုမေ့သွားအောင်ထိုးပြီးထပ်မံထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့မိန်းကလေးစီမှာဖုန်းတစ်လုံးရှိနေတာကိုသူတွေ့သွားပါတယ်။ဖုန်းကိုကြည့်လိုက်တော့ line တစ်ခုကိုဆက်သွယ်ထားတာကိုသူတွေ့သွားပါတယ်။သူကဖုန်းကိုနားထောင်ပြီးမေးလိုက်တော့တစ်ဖက်ကပြန်လဲဖြေချလာတဲ့အတန်းကဒါက911အရေးပေါ်ဝန်ဆောင်မှုပါ။မင်းရဲ့လက်ဖြေများကိုတက်ပြန်မှုနေရာမှာရယူထားပြီးဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်